佐藤さんへ朝笑顔ちゃんပြန်ရှင်းပြပါပါ従業員がお客さんに他の従業員にも場面に応じた笑顔をしているか確認してください。ဝန်ထမ်းများဝန်ထမ်းတွေကお客さんနဲ့ဧည့်သည်တစ်ခုလည်းမဟုတ်ဘဲနဲ့ဝန်ထမ်းချင်းချင်းပဲအဲ့ဒီနေရာမှာ笑顔ပြုံးရွှင်ရွှင်နှုတ်ဆက်နေလားဆိုတာကိုလည်း確認してください。စစ်ဆေးပါတဲ့従業員同士が笑顔と目線を交わし合うスマイルアイコンタクトは今日も楽しく仕事しましょうねという意味があります。従業員同士がそらဝန်ထမ်းချင်းချင်း笑顔と目線を交わし合うအပြုံးနဲ့ပြောရှင်းပြီးတော့မျိုးလုံးအနေထား eye contact နဲ့ရှိလားမရှိဘူးလားဆိုတာကအဓိပ္ပာယ်ကတော့ဒီနေ့တနေ့လည်း今日も楽しく仕事しましょうဒီနေ့လည်းပဲပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်လုပ်ကြအောင်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်チームワークよく楽しく接客する雰囲気を作り出しますチームワークအသင်းအဖွဲ့အနေနဲ့よく楽しくပျော်ပျော်ရွှင်ရွှင်よく楽しくပျော်ပျော်ရွှင်ရွှင်နဲ့接客をするဝန်ဆောင်မှုပေးမဲ့雰囲気を作り出します。ဝန်ဆောင်မှုပေးမဲ့ပြောရရင်ဝန်ဆောင်မှုပေးမဲ့ပုံစံを作り出します。ဖန်တီးပေးပါတယ်တဲ့။その結果အဲ့ဒီရဲ့ရလဒ်ကတော့お客さんに対するサービスの指数が上がります。အဲ့ဒီဧည့်သည်အပေါ်မှာ service ဝန်ဆောင်မှုပေးတဲ့指数အရေအသွေးက上がりますဆိုတာပိုပြီးအရေအသွေးကောင်းလာပါမယ်တဲ့။従業員の主体験時、お客さんとすれ違う際に一旦止まり、接待してスマイルアイコンタクトになっているか確認してください。ဝန်ထမ်းတွေက主体験時ဆိုတာကတော့ရုံးတက်ရုံးအဲ့ဒီအလုပ်ဝင်အလုပ်ဆင်းတဲ့အချိန်မှာお客さんにすれ違うဧည့်သည်နဲ့ဘေးကနေဖြတ်သွားတဲ့အခါမှာ一旦止まりဆိုတာတစ်ချက်ရပ်လိုက်ပြီးတော့接待してဆိုခဏရပ်ပြီးတော့ကိုယ်အမူအရာကို smile အပြုံးနဲ့ eye contact とဖြစ်နေလားဆိုတာကိုတဲ့確認してくださいってစစ်ဆေးပါတဲ့従業員同士が笑顔でコミュニケーションしているか確認してくださいဝန်ထမ်းချင်းချင်းလည်းပဲအပြုံးနဲ့communication တေချာနှုတ်ဆက်လားဆိုတာကိုလည်းစစ်ဆေးပါတဲ့お客さんへの笑顔については特定機能1号のテキストも参照だろうတီးပြီးသားတယ်မှာပဲအဲ့တဲ့笑顔အပြုံးနဲ့ပတ်သက်ပြီးတော့特定1号မှာပါတဲ့အရင်တော့ပါခဲ့တဲ့ text を参考交換နိုင်ပါတယ်あと服装身だしなみ服装အဝတ်စားနဲ့身だしなみဆိုတာကိုယ်ကိုယ်ပုံမှန်အဖြစ်身だしなみကကုမ္ပဏီတစ်ခုကသူတို့သတ်မှတ်ထားတဲ့စံနမူနာဆိုပင်ဆိုရင်ဘလောက်အဲ့လိုအင်ကြီးဆိုရင်ဘာရောအောက်ခံအင်ကြီးကဘာရောအဲ့လိုခြေစွပ်ကဘာရောအဲ့လိုမျိုးတခါလေသတ်မှတ်ထားတဲ့အကိုကြီးကိုသူပြောတာあとは清潔な服装、きちんとした身だしなみを整えることはお客さんに安心感を与え、気持ちよく食事できる雰囲気が作り出します。တန်ရှင်းတဲ့အဝတ်အစားတွေချမ်းတို့တည်တည်ချာလုပ်တဲ့身だしなみこういうことတွေကို整えるပြင်ဆင်ခြင်းကお客さんに安心感を与えるဆိုတာဧည့်သည်ကိုစိတ်လုံခြုံစိတ်ချမှုကိုပေးစွမ်းပြီးတော့気持ちよくစိတ်သက်သာနဲ့食事စားတောက်ဖို့雰囲気が作りကြ気持ちよくကောင်းကောင်းမွန်မွန်စားတောက်ဖို့ခံစားချက်ကို作り出しますဆိုတာဖန်တီးပေးပါတယ်従業員が時点の基準ハウスルールに従って服装身だしなみを自身でチェックしてるから仕事を始めているか確認してください。ဝန်ထမ်းတွေကဒီ時点の基準ဆိုတာဒီကိုယ့်ရဲ့ဆိုင်ရဲ့基準စံနမူနာပေါ့။ house ရ下ကအဲ့ဒီကိုယ့်ရဲ့ဆိုင်ရဲ့အခြေခံပုံစံတွေနဲ့လိုက်နာပြီးတော့服装အဝတ်အစား身だしなみတွေကို自身でကိုယ်တိုင်ချက်ကိုしてဆိုစစ်ဆေးပြီးတော့အလုပ်လုပ်နေလားဆိုတာကိုတဲ့စစ်ဆေးပါတဲ့時点の基準ハウスルール違反の服装身だしなみの従業員がいないか確認し違反者にはすぐに注意して
基準に従わせてください。ဒါကတော့ကိုယ်ဆိုင်ရဲ့စံနမူနာကိုဖောက်ပြကိုယ်ဆိုင်ရသတ်မှတ်ထားတဲ့မဟုတ်တဲ့အဝတ်အစားတွေတို့အဲ့လိုမျိုးမိသားစုမှမိဂျူကျောင်းကဆိုဒီကြသူတို့ဆိုင်ရသတ်မှတ်ထားတဲ့အတိုင်းမဝတ်တဲ့ဝန်ထမ်းတွေရှိနေလားဆိုတာကိုစစ်ဆေးပြီးတော့တကယ်လို့ရှိခဲ့မယ်ဆိုရင်တဲ့သတိပေးပြီးတော့တဲ့စံနမူနာတွေနဲ့အတိုင်းလောက်ခိုင်းပါတဲ့နောက်တစ်ခုက立ち方歩き方ですねမတ်တရတဲ့ရပုံနဲ့လမ်းလျှောက်ပုံနဲ့ဒါတွေကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဆိုင်တစ်ဆိုင်မှာဧည့်သည်ကကိုယ့်ရဲ့ order မှာပြီးသွားတဲ့အချိန်မှာသူတို့ခါကြရင်ဖုန်းကြည့်တဲ့လူတွေရှိသူအသက်ကြီးတဲ့လူတွေကမတော်ဖုန်းမကြည့်ပါဘူးအဲ့လိုဆိုင်တွေကိုဟိုကြည့်ဒီကြည့်ဧည့်သည်ဝန်ထမ်းတွေဘာလုပ်နေလဲဆိုတာအများသောအားဖြင့်အဲ့လိုမျိုးခါကြရင်ကိုယ့်ရဲ့ရက်ပုံရက်နီးမမှန်တာတို့အဲ့လိုလမ်းလျှောက်ပြင်းလမ်းလျှောက်တာတွေပါဆိုရင် customer အဲ့ရမကြိုက်ပါဘူးအဲ့ကြရင်တိုင်ခံရပါတယ်အဲ့လိုသူ့ရဲ့ပြုမှုကဘယ်လိုဖြစ်ပါလဲဆိုပြီးတော့အဲ့ကြောင့်ဒီလိုဟာတွေကလည်းအရေးကြီးပါတယ်お客さんは座って従業員の動きを見ているので、立ち方や歩き方が気になります。ဧည့်သည်တွေကစောင့်နေတဲ့အချိန်မှာဝန်ထမ်းတွေရဲ့動きလှုပ်ရှားမှုကိုကြည့်နေတယ်見ているのでကြည့်နေတဲ့အတွက်ကြောင့်立ち方や歩き方が気になります。မတ်တရပုံလမ်းလျှောက်ပုံတွေကစိတ်ဝင်စားပဲဖြစ်လာပါမယ်။だらだら歩いていたり、ぶらぶら歩いていたりするとサービス全体に悪印象を持たれ、店の雰囲気も台無しになります。ပြင်းစွာလမ်းလျှောက်တာတို့ဘူရာဘူရာ歩いていたりဆိုဟိုဘက်ဒီဘက်ဘာမှမဟုတ်ဘဲနဲ့ရှောက်သွားနေတာလို့ဆိုရင် service ဒီဆိုင်ရဲ့ဝန်ဆောင်မှုကဇင်တိုင်အကုန်လုံးပေါ့နော်အခု insure မတာရဲဆိုတာမကောင်းတဲ့ပုံရိပ်ကိုဖြစ်စေပြီးတော့ missing of 雰囲気も台無しになりますဆိုင်ရဲ့雰囲気လေ雰囲気ဆိုတာဆိုင်ရဲ့ခံစားချက်ကိုလည်းအဲ့လိုဆိုင်ရဲ့ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုလည်းမကောင်းမြင်စေတာပေါ့အဲ့လိုပြပြစေတာ待機の際は決められた場所に背筋を伸ばして立ちお客さんの入店やオーダー呼ばれた時にすぐ反応できるように注意してください。待機者စောင့်ဆိုင်နေတဲ့အချိန်မှာ決められた場所သတ်မှတ်ထားတဲ့နေရာမှာ背筋ဆိုတာကဘယ်လိုလဲမမှတ်ပြီးတော့背筋を伸ばして立ちဆိုတာကြောမမှတ်ထားပြီးတော့မတည့်ရပြီးတော့お客様の入店やဧည့်သည်တွေဖောက်သည်တွေဝင်လာတဲ့အချိန်မှာ order တွေပါဝင်တဲ့အချိန်မှာ呼ばれた時မှာယူခြင်းခေါ်တဲ့အခါမှာすぐ反応ချက်ချင်းတုံ့ပြန်နိုင်မှုအတွက်注意してくださいတဲ့注意တတိထားပါတဲ့お客さんとすれ違う際は脇に寄って立ち止まり会釈してお客さん優先でお通しします。料理を運んでいる場合も同様に対応してください。ဒါကတော့ဧည့်သည်နဲ့すれ違うဆိုတော့ဖြတ်သွားတဲ့အခါကျရင်脇に寄ってဆိုတော့ဘေးတစ်ဖက်ကိုကပ်ပြီးတော့ခဏလောက်ရက်ပြီးတော့会釈ဆိုတာ軽くねပေါ့ပါခန္ဓာကိုယ်ကိုင်းညွှန်ပြီးတော့ဧည့်သည်ကိုယူစဉ်ဧည့်သည်ကိုအရင်ပေါ့ဧည့်သည်ကအရင်ဦးစားပေးပြီးတော့ထိုးရှိますဆိုတာဖြတ်တန်းခိုင်းမယ်ပြီးတော့料理を運んでるとかကိုကဟင်းနေရာတွေတည်ဆောင်နေတဲ့အချိန်မှာလည်းအဲ့လိုမျိုးအပြုမှုတိုင်းပဲလုပ်ရပါမယ်あとはダラダラと客席内を歩いている従業員がいないか確認してください。ဒါတော့အဲ့ဒီဧည့်သည်စပွဲနာတွေမှာပြင်းပြင်းလမ်းလျှောက်နေတဲ့ဝန်ထမ်းတွေရှိတယ်ဆိုရင်လားဆိုတာကိုတဲ့確認してစစ်ဆေးပါတဲ့トレンチお盆をブラブラ手で下げて歩いていないか確認してくださいだトレンチお盆ဆိုအောက်ခံဟင်းပွဲတွေပါထည့်ပြီးတော့အောက်ခံအပြားပါအဲ့ဒီဟာကိုဘူရာဘူရာထည့်တဲ့ဆိုတာတည်တည်ချာချာမကင်မနဲ့下げてလမ်းလျှောက်နေလားဆိုတာကို確認してくださいစစ်ဆေးပါတဲ့あと店内を走ったり大きな
足音を立てて歩いたりしている従業員がいないか確認してください。見つけたらその場で注意し直させてください。店内、ဆိုင်တွင်ထဲမှာ走ったりပြေးတာတို့大きな足音ဆိုတာကြည်တာခြေဖနှောက်တန်ကြည်တာတို့ပါလို့ဆိုရင်အဲ့လိုခြေဖနှောက်တန်ကြည်တဲ့အတန်နဲ့လမ်းလျှောက်နေတာဆိုလမ်းလျှောက်နေတဲ့ဝန်ထမ်းတွေရှိတယ်ဆိုရင်ရှိလားမရှိလားဆိုတော့စစ်ဆေးပါတဲ့တကယ်လို့တွေ့ခဲ့မယ်ဆိုရင်အဲ့ဒီနေရာမှာပဲသတိပေးပြီးတော့ပြင်ခိုင်းပါတဲ့နောက်တစ်ခု Ojiki ဒါကတော့အယိုသေးပေးတာပေါ့ဒါဂျပန်ဆိုင်ရဲ့ဘယ်ဆိုင်မဆိုဒီ Ojiki ကသူတို့ရဲ့ရိုးရာလို့တော့ပြောရပါမယ်Ojiki は鎌倉時代から続く、日本礼法の基本です。挨拶や感謝、敬意、リスペクトの心を形で、表すものですね。Ojiki、ヨーデーベジが鎌倉家からに続くサテンゲで日本礼法の基本で、ဂျပန်ရဲ့ကျင့်ဝတ်တွေရဲ့အခြေခံဖြစ်ပါတယ်挨拶や感謝နှုတ်ဆက်ခြင်းကျေးဇူးတင်တာတို့ခေစာယုသေးလေးစားတဲ့ဟာနော်あと心の形でဆိုစိတ်ရဲ့ပုံသဏ္ဍာန်ကိုဖော်ပြတဲ့အရာစိတ်ရဲ့ကိုယ့်ရဲ့စိတ်ပုံသဏ္ဍာန်ကိုဖော်ပြခြင်းဖြစ်ပါတယ်ポイントは相手に接待し姿勢を正し背筋を伸ばしたまま腰から折るようにして頭を下げ一旦止まってゆっくりと上げることです。ဒါကတော့ Ojiki ရဲ့基本ですね。ဒီအယိုသေးပေးတဲ့မှာအဓိကချက်ကတော့အာယိတဲနီတစ်ဖက်လူကိုစေတိုင်ရှိရှိစေသက်ရှိဆိုတစ်ဖက်လူကိုမျက်နှာမူပြီးတော့ကိုနေဟန္တာမှန်ကန်ကန်နဲ့ဆေစုကြည်ကိုနိုဘာရှိတာမမဆိုကြောရိုကိုဆန့်တဲ့အနေထားနဲ့ကိုရှိခရအိုရီယိုနီစတေဆိုခါကနေကိုင်းညွန်ပြီးတော့အတ္တမကိုစာကေခေါင်းကိုနှိမ်ပြီးတော့အီတန်တိုမာရီဆိုတာကတစ်ချက်ရက်လိုက်ပြီးတော့ယူကူရီတိုအာဂေရီကိုဖြည်းဖြည်းချင်းစီခေါင်းကိုပြန်မော့ခြင်းဖြစ်ပါတယ်繰り返しトレーニングして形ができるようになったら、出迎え3歩見送り7歩と言われるように、歓迎の喜びや来店に対する感謝の心を添えるようにします。အဲ့လိုမျိုးဖြစ်လာပြီဆိုခရီးခိုင်းရှိထက်ကလည်း training ကိုလေ့ကျင့်ပြီးတဲ့ခါမှာအဲ့ပုံစံကိုလုံနိုင်ခဲ့မယ်ဆိုရင်ပုံစံကြလာတယ်ဆိုတော့ကြိုးစိုးမူခိုင်းဆန်းပေါ်ဆိုတာဒါကြိုးစိုးတဲ့ခါမှာ3လမ်းတကယ်လို့မီယိုကူလီဆိုလိုက်ပို့တဲ့ခါမှာ9လမ်းဆိုတဲ့သူတို့ရဲ့ရှိပါတယ်言われるように歓迎ဆိုကြိုးစိုးတဲ့ခါမှာပြီးတော့喜びやဆို喜びやဆိုဝမ်းမြောက်ခြင်းနဲ့ line တင်に対するဆိုင်လာတဲ့အခါမှာ感謝ကျေးဇူးတင်感謝の心ကျေးဇူးတင်တဲ့စိတ်ကို添えるようにしますအဲ့လိုမျိုးအယိုသေးပေးနဲ့ဆိုင်လာတဲ့အတွက်ဝမ်းမြောက်တဲ့စိတ်ကိုပါတစ်ခါတည်းထည့်သွင်းပေးခြင်းဖြစ်ပါတယ်